Scandinavia နိုင်ငံလေးမှာပြည်တွင်းစစ်တွေဖြစ်နေပါတယ်။စစ်ပွဲကမကြာဘူးလို့ထင်ခဲ့ကြပေမဲ့စစ်ဖြစ်တာနှစ်ချီနေပြီဖြစ်ပြီးလက်ရှိကာလမှာတော့အစိုးရကမြို့ထဲမှာတက်ဆဲထားတဲ့တပုံတက်တွေကိုအဝင်လန်းအထွက်လန်းတွေအကုန်ပိတ်ကအင်အားသုံးဖြည့်ရှင်းနေခြင်းဖြစ်ပါတယ်။ကြားထဲကပြည်သူတွေကတော့စေဝါနဲ့ရိတ်ခါတွေပြက်လက်ပြီးအကုန်ဒုက္ခရောက်နေကြပါတယ်။ဂိမ်းကိုစော့ရင်တည်ထားရမှာကမိုဘိုင်းပေါ်မှာ This War of Mine နဲ့ This War of Mine Story ဆိုပြီးနှစ်ဂိမ်းထွက်ထားပါတယ်။ပထမဆုံးအနေနဲ့ This War of Mine အကြောင်းကိုအရင်ပြောကြရအောင်ပါ။ဂိမ်းရဲ့ main ကတော့ ceasefire day အပြစ်ခတ်ရစဲတဲ့နေ့ထိစာပိုက်လောက်ရမှာပါစစချင်းမှာစစ်ဖေးရှောင်လာတဲ့လူစုကိုတွေ့ရမှာဖြစ်ပြီးသူတို့ရောက်နေတဲ့ shelter ထဲမှာစားစရာနဲ့ပစ္စည်းအနည်းငယ်ရှိပါတယ်ဒါပေမဲ့ဒီဟာတွေက ceasefire day ထိအသက်ရှင်မှုရမယ်လောက်တာကြောင့်နေ့အချိန်မှာ shelter အတွင်းမှာနေရပြီးညပိုင်းကျမှမောင်ရက်ခုန်ရင်စားစရာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုလိုက်ရှာရပါတယ်ပစ္စည်းတွေရှာတဲ့အခါမှာရှာဖို့ကနေရတခြားယူတတ်ဖို့လိုပြီးစူပါမားကတ်နဲ့ဆေးရုံတွေကပစ္စည်းတွေဆေးဝါးတွေပေါ်ပေမဲ့လေဒီနေရာတွေမှာတပုံတက်တွေကတက်ဆဲထားတာကြောင့်တော်တော်လေးအနေများပါတယ်ပစ္စည်းရှာထွေးနေတဲ့တခါတလေမှာကိုလိုမျိုးရှယ်တာတဲ့ပုံနေတဲ့လူတွေကိုတွေ့ရတတ်ပြီးတချို့ကပစ္စည်းတွေထွေးလို့ကြပေမဲ့လေတချို့ကြတော့ကိုယ့်ကိုမြင်တာနဲ့တိုက်ခိုက်ကြမှာပါဒါကလည်းသဘာဝကျတယ်လို့ပြောမှဖြစ်ပြီးတော့ဒီလိုခက်ပြက်ကြီးချင်းမှာဘယ်သူမှမယုံရဲပဲကြီးလန့်သာစားပြီးနေကြရပါတယ်ဒီလိုမဖြစ်မနေနဖူးတွေဒူးတွေရင်ဆိုင်ရမယ့်အခြေအနေတွေအတွက်လည်းပစ္စည်းရှာမထွက်ခင်မှာကျွန်တော်တို့တွေကလက်နက်တွေကိုတေချာပြင်ဆင်ပြီးမှထွက်ဖို့လိုပါလိမ့်မယ်ကိုယ့်ဘက်ကတခုတီးထားရမှာကဒုက္ခရောက်နေတာတစ်မျိုးလုံးဖြစ်နေတာကြောင့်သူများတွေရဲ့ shelter ကပစ္စည်းတွေလိုက်ရှာတယ်လို့မျိုးကိုနေတဲ့ shelter စီကိုလည်းသူများတွေကပစ္စည်းလာလူတာတွေရှိကြပါတယ်ဒါကြောင့်မို့လို့လက်နက်တွေလှုပ်ထားပြီး shelter မှာကြံခဲ့တဲ့သူတွေကိုကင်းဆောင်ခိုင်းတာမျိုးတွေလှုပ်ဖို့လိုပြန်ပါတယ်survival game ဖြစ်တာကြောင့် character တွေကဗိုက်စားတာတွေဖျားတာတွေပင်ပန်းတာတွေစိတ်ရကြတာတွေဖြစ်လာနိုင်ပါတယ်အဆိုးဆုံးကတော့စိတ်တက်ကဟိုးအောက်ဆုံးထိကျသွားရင်ကိုတက်သေးတာမျိုးတွေထိပါလှုပ်သွားကြတာပါဒီလိုတွေမဖြစ်ချင်ရင်စားစရာတွေချက်ဖို့ကမီးဖို့တွေ craft တက်တောင့်တက်တာအိမ်နိုင်ဖို့ရ green craft မျိုးတွေလုပ်ပေးရပါတယ်ပစ္စည်းတွေလုပ်တဲ့နေရာဖြစ်တဲ့ workbench နဲ့ crafting table တွေကို upgrade မြင်နောက်ထပ်လုံနိုင်တဲ့ပစ္စည်းအသစ်တွေတိုးလာမှာဖြစ်ပြီး survival chance ကလည်းပိုများလာမှာပါပြစ်ခတ်ရစဲမဲ့နေကိုခံမှန်းလို့မရပဲဂျားကာလာမှာဖြစ်ပျက်နေတဲ့နေရာတွေကိုရေဒီယိုကနေတဆင့်သတင်းနားထောင်ရပါတယ်ဥပမာ secret တွေစီးတက်သွားပြီဆိုကြပါစို့အဲ့လိုအချိန်ကျရင် secret တလိပ်ထဲနဲ့ပစ္စည်းတွေအများကြီးကိုလဲယူလို့ရမှာပါဒီထဲမှာ DLC story အသစ်တွေကိုလည်းစော့လို့ရမှာဖြစ်ပြီးအခက်ဆုံးကတော့ A Father Promise ဆိုတဲ့ DLC ဖြစ်ပါတယ်ဒီ story မှာတော့တားဖာညောင်တဲ့စာပဲလောက်ရမှာပေါ့ခက်တယ်လို့ဘာလို့ပြောလဲဆိုရင်အဖေဖြစ်သူပစ္စည်းသွားရှာခြင်းမှာကလေးကတယောက်တည်းကြံခဲ့တာဖြစ်လို့သူများတွေပစ္စည်းလာလူတဲ့အခါမှာကလေးတယောက်အနေနဲ့ဘာမှမလုပ်နိုင်ပါဘူးပြောရရင် item တွေ character ပစ္စည်းတွေရှာတာကအဖေတယောက်တည်းပဲလုပ်ရတာမို့လို့ပင်ပန်းတာတွေနေပကောင်းတာတွေဖြစ်လာပြီး manage လုပ်ရတာအရန်ခက်ပါတယ် game play ဘိုင်းကအတူတူပါပဲဒါပေမဲ့ဒီထဲမှာ story ဘိုင်းကပိုစိတ်ဝင်စားစရာကောင်းပြီး player ကိုဟင်ကနေဟာကနေဖြစ်သွားစေမဲ့ plot twist တွေကိုခန်းစားရမှာပါဒီထဲမှာတော့ Atan နဲ့ Amelia ဆိုတဲ့တားဖတ်နှစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီးတော့သမီးဖြစ်သူ Amelia လေးကစစ်ပွဲတင်းမှာသူ့အမေဖြစ်သူတေးသွားကြတဲ့ကစကားမပြောတော့တာဖြစ်တယ်လို့လက်ရှိအချိန်မှာလည်းအပြင်းပြနေပါတယ်သူတို့နိုင်ငံတွင်းမှာ UN ကနေလာပြီးတော့ဒုက္ခသည်ကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်လာပြီးကလေးမိဘတွေနဲ့ကလေးငယ်လေးတွေကိုအဓိကဦးစားပေးခေါ်မှာပါဒါကိုသိတဲ့အတန်ရဲ့အကိုဖြစ်သူကအမလီယာလေးကိုခေါ်ပြီးဒီငရဲကနေထွက်သွားဖို့လာပြောပါတယ်ပြောရရင်အတန်ရဲ့အကိုကအမလီယာလေးကိုအသုံးချပြီးကိုလွန်ယုံရှိနေတာပါတစ်ဖက်ကအတန်ဘက်ကကြည့်ရင်လေလမ်းမှာကလည်းအန်ရများသလိုတမိဖြစ်သူအခြေအနေကပါစိုးနေတာကြောင့်သွားဖို့ကလက်မခံခဲ့ပါဘူးဒီလိုနဲ့တမိဖြစ်သူကိုနေမအိမ်ညမအိမ်ပြုစုရင်ဖေမှန်းမှုတန်နေကြောင့်တရက်မှသတိမေ့သွားပါတယ်သူသတိပြန်လာချိန်မှာအမလီယာလေးကပျောက်ချင်းမလောက်ပျောက်သွားခဲ့ပါပြီသူကောင်းထဲမှာအရင်ဆုံးပေါ်လာတာကတော့သူ့ကအမလီယာလေးကိုခေါ်ပြီးထွက်ပြေးသွားတယ်လို့ထင်ခဲ့တာပါဒါကြောင့်မလို့တမီးဖြစ်သူကိုရှာရင်းနဲ့စစ်ပွဲတင်းမှာစာပိုက်လောက်ရမှာပါ beginner တယောက်အနေနဲ့ဆိုရင်တော့ This War of Mine story ကနေစဆိုတင်ပါတယ်ကိုက challenge ဖြစ်တဲ့ game လေးကိုကြာရင်လဲ This War of Mine မှာ anniversary edition ကိုဖွင့်ဆိုတဲ့အခါကိုရွေးချယ်မှုတွေပေါ်မူတည်ပြီးတော့ anti မျိုးထွက်လာမှာပါ game ရဲ့ Pencil Crush Art Style ပုံစံက unique ဖြစ်ပြီးကြီးလိုက်တာနဲ့ကိုစစ်ပွဲဆိုတာလုံးဝမကောင်းကြောင်းဆိုတဲ့ခံစားချက်ကြီးကိုခံစားမိစေတာပါgame ဆိုတဲ့အထက်ကိုအနုပညာတစ်ခုလိုတင်စားပြီးပြောရပါမယ် game ကိုဘယ်မှာ free download လုပ်အောင်လဲမသိရင် Android ဆုံး Telegram channel ကိုလာခဲ့ကြပါဒီ channel ထဲမှာ PC ဘောက mobile ပေါ်ရောက်လာတဲ့ game တွေကိုအသားပေးတင်ပေးပြီး offline game engineer တွေအတွက်နိဗ္ဗာန်ပုံလေးတစ်ခုလိုပါပဲ